ကဲဒီနေ့ day 3မှာတော့မန္တလေးကိုရောက်နေပြီဗျာကျွန်တော်ရန်ကုန်ကနေတောင်ကူကနေရမဲသိန်းအခုရမဲသိန်းကနေမန္တလေးထိဘလို့ရောက်အောင်တခါလဲနင်းပါလေလန်ခီကတော့အဆင်ပြေရလားမန္တလေးကိုဘယ်ချိန်ဝင်ရောက်မှာလဲဆိုတာကိုဒီဗီဒီယိုလေးကိုစိတ်ရှိလက်ရှိအဆုံးထိကြည့်ကြပေးဦးနော်မင်္ဂလာပါကျွန်တော်တို့မနက်9:10မိနစ်မှာပဲမနေ့ကတဲခုခဲ့တဲ့ရမဲသိန်းမြို့ကနေစတင်ထွက်ခေါ်လာခဲ့ပါတယ် temperature ကတော့15 degree ပဲရှိပါတယ်စီးခဲ့သမျှရက်တွေထဲမှာတော့ဒီနေ့ကအချမ်းဆုံးလို့တော့ပြောလို့ရပါတယ်ခင်ဗျကျွန်တော်ဖုန်းကင်ထားတဲ့လက်တွေတောင်ထုံပြီးတော့ကျင်နေပါတယ်အရန်အေးတဲ့ကြားတွေကနေကျွန်တော်တို့ပျော်ပွဲထိဆက်ပြီးနေခဲ့ပါတယ်ကျွန်တော်တို့ရမဲသိန်းကအထွက်ပျော်ပွဲသွားတဲ့လမ်းမှာပဲမနက်စာလေးစားဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့အရန်ချမ်းလာတာရဲ့ပြီးတော့ကျွန်တော်တို့ဘိန်းပေါက်သွားလို့ဘိန်းဖာဘူးရရှိတာကြောင့်ပဲကျွန်တော်တို့စောစီမနက်စာလေးစားဖြစ်ပါတယ်ဒီနေရာမှာပဲကျွန်တော်တို့အပူချိန်က9 ဒီဂရီပဲရှိပါတယ်ဒီမှာဆိုမီးတွေတောင်လှုပ်နေကြပါပြီပေါ့နော်တော်တော်လေးချမ်းနေပါတယ်ဗျကျွန်တော်တို့မိုးလင်းတာတောင် temperature က10 degree centigrade ထိပဲရှိပါသေးတယ်ကျွန်တော်တို့မနက်စာစားတဲ့ဆိုင်ကနေပျော်ပွဲကိုဆက်သွားနေပါတယ်ခင်ဗျာစောစီစီမှာကျွန်တော်တို့အေးအေးချမ်းချမ်းလှလှပပနဲ့ပဲကျွန်တော်တို့နင်းလာခဲ့ပါတယ်ပုံမှန်ကားနဲ့ဆိုရင်တော့ကျွန်တော်တို့ကအမြန်လမ်းပဲမန္တလေးထိသွားနေကြတာပေါ့နော်အခုကျွန်တော်တို့ကလမ်းဟောင်းကနေစပိန်နဲ့လာတယ်ဆိုတော့ကျွန်တော်တို့အတွက်မြင်သမျှအသစ်တွေဖြစ်နေပါတယ်ဗျ6:45မိနစ်မှာပဲကျွန်တော်တို့ပျော်ပွဲမြို့ကိုရောက်ရှိလာခဲ့ပါတယ်ကျွန်တော်ခဏကြားဘူးတဲ့ပျော်ပွဲမြို့လေးကိုအခုမှရောက်ဘူးတော့ပါတယ်ရောက်တော့လဲစပိန်နဲ့ပေါ့ဗျာဒီမျိုးလေးကအာယုံဦးနဲ့အတူစပြီးတော့လှုပ်ရှားနိုးထလာခဲ့ပါပြီဗျကျွန်တော်တို့ပျော်ပွဲနဲ့ပျော်ပွဲမျိုးအနီးတစ်ဝိုက်မှာရှိတဲ့နေကန်တွေပျော်ပွဲကိုလာဘူးတဲ့သူတွေတော့သိကြလိမ့်မယ်ဗျကျွန်တော်တို့ပျော်ပွဲမျိုးအထွက်မှာပေါ့နော်သပင်ရောင်းဝယ်ရေးတွေသပင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလမ်းဘေးဝဲရမှာပေါ့နော်ဆိုင်ကြီးတွေလည်းရှိသလိုတနိုင်တပိုင်ပေါ့နော်သပင်ကိုအလေးချိန်နဲ့ဝယ်တဲ့ဆိုင်သေးလေးတွေလည်းတွေ့ခဲ့ရပါတယ်ဒါကတော့ကျွန်တော်တို့ဒီဒေတာရဲ့ထူးခြားချက်ပေါ့နော်ဒါကျွန်တော်မြင်ခဲ့ရတာပေါ့နော်ဒီအပင်ရဲ့အောက်မှာဆိုရင်တွေ့လားမသိဘူးဗျဒီလိုမျိုးဆိုင်သေးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေလည်းရှိပါတယ်ပေါ့နော်ချိန်ကတော့9:44ဖြစ်ပါတယ်ကျွန်တော်တို့ရင်းတော်မြို့ကိုရောက်ရှိပါပြီခင်ဗျကျွန်တော်တို့အညာဒေတာကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အညာဆန်တဲ့အငွေသက်တွေအညာဆန်တဲ့ရှုရင်းတွေကိုကျွန်တော်တို့မြင်တွေ့ခံစားနေရပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မိတ်ထီလာမြို့နယ်အစကိုရောက်ရှိနေပါပြီမကြာခင်အချိန်တွင်းမှာမိတ်ထီလာကိုရောက်ရှိပါတော့မယ်ကျွန်တော်တို့မိတ်ထီလာမြို့နယ်တွေကိုရောက်လာပြီဆိုတော့လည်းပေါ့နော်လမ်းရဲ့ style ပါပြောင်းသွားတယ်ဗျအခုကျွန်တော်နေနေတဲ့လမ်းကဘယ်ဘက်အချမ်းပေါ့နော်ဟိုဘက်ညာဘက်ကနေကျွန်တော်အခုသွားနေတဲ့လမ်းရဲ့ကြားထဲမှာပေါ့နော်အပင်ကြီးတွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အရိပ်လဲရတယ်လို့ရင်းတွေလည်းပိုကင်းတယ်လို့ထင်ရပါတယ်နောက်ပြီးတော့ပေါ့နော်ကျွန်တော်စပိန်စီးဘူးသမျှလမ်းတွေထဲမှာအလှဆုံးလမ်းလိုတောင်ပြောလို့ရပါတယ်ဗျလမ်းတစ်ဖက်တစ်ချက်စီမှာအပင်ကြီးတွေရဲ့တိုက်ခတ်လာတဲ့လေအေးလေးတွေရဲ့ကြောင့်တကယ်ကို perfect ဖြစ်လွန်အားကြီးပါတယ်တစ်ခါတစ်ခေါက်လဲဒီလမ်းလေးကိုစီးကြဖို့လဲဖိတ်ခေါ်ပေးရသည်ခင်ဗျာမိထီလာမြို့တဲကသွားမလားမိထီလာမြို့ကိုရှောင်မဲ့မြို့ရှောင်လမ်းကသွားမလားကျွန်တော်တို့ရွေးရခက်ခဲ့တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်မြို့တဲကသွားရင်တော့နာမည်ကြီးမိထီလာကန်ကြီးနဲ့မြို့လာပါတွေကိုမြင်တွေ့ရမှာဖြစ်ပေမဲ့မန္တလေးမြို့ဝင်ကျွန်တော်တို့နောက်ကျမှာဆိုတဲ့အတွက်ကျွန်တော်တို့မြို့ရှောင်လမ်းကိုပဲရွေးချယ်ခဲ့ရပါတယ်ကျွန်တော်တို့မြို့ရှောင်လမ်းကတော့လမ်းကျဉ်းတယ်ကုန်တင်ကားကြီးတွေများတယ်ကွင်းပြင်ကြီးတွေဖြစ်တဲ့အတွက်ကြောင့်ဒေတိုးတာကလွဲပြီးကျွန်တော်တို့ခရီးတိုတယ်ပေါ့နော်လိုရာကိုမြင်ရောက်ပါတယ်ဗျဒီနေရာတော့ဒါကျွန်တော်အခုလင်းလာခဲ့တဲ့လမ်းပေါ့နော်မိထီလာမြို့တွင်းကိုသွားရင်တော့ဒီလမ်းလေးကသွားပါမယ်ကျွန်တော်တို့ဒါကရင်းမာပင်ပေါ့နော်ကလောတောင်ကြီးပဲသွားကြရင်တော့ကျွန်တော်တို့ဒီလမ်းတိုင်းသွားရမှာဖြစ်ပါတယ်နောက်တစ်ခါပေါ့နော်ကျွန်တော်တို့ကမန္တလေးဆိုတော့ဒီလမ်းတိုင်းသွားရမှာဖြစ်ပါတယ်
ကျွန်တော်တို့မိထီလာမျိုးအထွက်ကတော့ဒါကွင်းပြင်ကြီးတွေများတယ်ပေါ့နော်လမ်းကလည်းတူတူကြကြသိမ့်မရှိတဲ့အတွက်ကျွန်တော်တို့အများကြီးတော့ရိုက်ပြတယ်ရတော့သိမ့်မရှိပါဘူးဗျဒီလိုမျိုးကွင်းပြင်ကြီးတွေကိုပဲပုံမှန်တိုင်းဖြတ်ရပါတယ်ကျွန်တော်တို့နင်းလာရင်းနဲ့10:29မှာပဲဒါကျွန်တော်တို့ဝမ်တွင်းမြို့ကိုရောက်ရှိပါပြီဒါကတော့ဝမ်တွင်းမြို့တွင်ရဲ့ပုံရိပ်ကလေးတွေဖြစ်ပါတယ်အမိုက်မီးရှို့တာလားတောမီးလားတော့မသိဘူးဗျကျွန်တော်တို့အညာဒေသတကြောမှာတော့ခုလိုမီးလောင်တာလေးတွေတော့ခဏခဏတော့တွေ့ရပါတယ်ကျွန်တော်တို့ခုရောက်ရှိနေတဲ့နေရာကတော့ရွှေတောင်ဖြစ်ပါတယ်အချိန်ကတော့17:42ရှိပါပြီကျွန်တော်တို့ရွှေတောင်မှာထမင်းစားမှာဖြစ်ပါတယ်အဲ့တော့ထမင်းဆိုင်မတွေ့ခင်ရေခဲချောင်းတွေကိုရင်တွေ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝမ်းသာအားရနဲ့ရေခဲချောင်းဝယ်စားကြပါတယ်ခင်ဗျာဒါကတော့ပြားလိမ်မောတဲ့ကျွန်တော်တို့ရွှေတောင်မျိုးရဲ့နော်လေးဆိုတဲ့ဒီဆိုင်လေးပေါ့နော်ဒီဆိုင်ကကားလက်မှတ်လည်းရောင်းတယ်လို့ဒါထမင်းဟင်းလေးတွေလည်းဒါရောင်းချပါတယ်ကျွန်တော်ဒီဆိုင်လေးမှာပဲနေ့လည်စာစားမှာဖြစ်ပါတယ်ထမင်းစားပြီးကျွန်တော်တို့ဆက်ပြီးနေငယ်ရင်းနဲ့မှာ10:35မိနစ်မှာပဲကျွန်တော်တို့ကူမဲမြို့ကိုရောက်ရှိပါပြီခင်ဗျနေရရှယ်ပူနေပါပြီမြေသားလန်းဆောင်ကျော်ကဒီစီဆိုင်မှာရှိတဲ့အေးဆိုင်တွေမှာပဲအချိုရည်တောက်ပါမယ်ကျွန်တော်တို့နေပူပူကြီးထဲမှာရေတောက်လိုက်ရိတ်တွေနားလိုက်နဲ့နင်းလာရင်းထဲမှာကြောက်ဆယ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်ဒါကတော့ကြောက်ဆယ်မြို့ဝင်ကအရန်လှတဲ့မြို့ဝင်ဆိုင်ဘုတ်လေးဖြစ်ပါတယ်ကျွန်တော်တို့ဓာတ်ပုံလေးတွေရိုက်ကူးမှာဖြစ်ပါတယ်ဒါကတော့ကြောက်ဆယ်မြို့တွင်ကနေရာလေးတစ်နေရာဖြစ်ပါတယ်ကြောက်ဆယ်မြို့ကအရောင်းဝယ်တွေနဲ့ဒါလူစီတဲ့မြို့လေးတစ်ခုပဲပေါ့နော်ဒီဘက်ဆိုလို့ရှိရင်ဒါကြောက်ဆယ်မြို့ပေါ့နော်ဒီတောင်ကြီးဆိုလည်းအရန်လှတယ်ဗျာကြောက်ဆယ်မျိုးလေးကပြောရမယ်ဆိုရင်ချစ်ချစ်လစ်လစ်နဲ့ဒါတော်လှတဲ့မျိုးလေးထဲမှာပါပါတယ်ကြောက်ဆယ်မျိုးက GNG မှာကျွန်တော်တို့ခေတ္တခဏနားပါမယ်ချိုရည်တောက်ပါမယ်ချိုရည်တောက်ပြီးတော့ねကျွန်တော်တို့ရှေ့ကိုခီးဆက်ပါမယ်ခင်ဗျကျွန်တော်တို့ကြောက်ဆယ်မျိုးကနေထွက်ပါပြီကြောက်ဆယ်မျိုးထွက်ကမဟာရွှေသိန်းတော်ဖျားပေါ့နော်ဖျားဝင်းကျင်မှာတော့အခုလိုမျိုးအသီးဆိုင်တန်းလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ညနေ4:16မိနစ်မှာပဲစင့်ကင်မျိုးကိုရောက်ရှိပါပြီကျွန်တော်တို့စင့်ကင်မျိုးအထွတ်မှာလည်းခုလိုမျိုးပေါ့နော်ဟိုအသီးဆိုင်တန်းလေးတွေကိုတောက်လျှောက်တွေ့နေရပါတယ်။များဖြစ်တော့ဇီးသီးတို့ပန်းသီးတို့လိမ်မော်သီးတို့အဲ့လိုအသီးဆိုင်မျိုးလေးတွေကိုကျွန်တော်တောက်လျှောက်တွေ့ရမှာဖြစ်ပါတယ်။အချိန်ကတော့9နာရီထိုးပါတော့မယ်ကျွန်တော်တို့ပလိတ်မျိုးကိုရောက်ရှိပါပြီပလိတ်ပြီးရင်တော့တေးကြပါတယ်ရှေ့ဆိုမန္တလေးကိုဝင်ပါပြီခင်ဗျာကျွန်တော်တို့3ရက်တာနေခဲ့သမျှမကြခင်မှာပဲကျွန်တော်တို့ရဲ့ရီမန်းချက်ပန်းတိုင်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်အချိန်ကတော့9:09မိနစ်ကျွန်တော်တို့မန္တလေးမြို့ထဲကိုဝင်မဲ့တိုးဂိတ်ကိုရောက်ရှိနေပါပြီကဲကျွန်တော်တို့ခြေလမ်းနေတဖြည်းဖြည်းနဲ့တွက်လာပါပြီကျွန်တော်တို့မန္တလေးရဲ့အမရပူရာမြို့နယ်တဲကိုကျွန်တော်တို့တဖြည်းဖြည်းချင်းချီးနှင်းဝင်ရောက်လာပါပြီကျွန်တော်တို့မန္တလေးမြို့ကြီးကိုစပြီးတော့ရောက်ရှိလာခဲ့ပါပြီဗျာဒီတကွန်တိုင်းအဝိုင်းရောက်ရင်မန္တလေးရောက်ပြီလို့မှတ်ယူလို့ရပါပြီဗျညနေ9:00ခွဲဝန်းချင်မှာပဲ
အောင်ကျော်ချမ်းအေးမန္တလေးမြို့ကြီးကိုကျွန်တော်တို့ရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့3ရက်တာစူးစမ်းပြီးနင်းခဲ့သမျှအမောတွေဒီနေရာမှာပဲကျွန်တော်တို့ပြေးပါပြီဗျာကျွန်တော်တို့လုံနိုင်ခဲ့ပါတယ်ကျွန်တော်တို့ခြေထောက်တွေနဲ့နင်းခဲ့နိုင်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့ညာအိတ်တဲခုံမဲ့နေရာကိုဆက်သွားနေပါတယ်ကျွန်တော်တို့မန္တလေးမြို့မှာ2ညအိမ်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့2ညအိပ်ပြီးတာနဲ့မန္တလေးကနေပြည်ဦးလွင်ကိုနေချင်းပြန်စပိန်ခီးစဉ်တစ်ကြောင်းထပ်ပြီးတော့နင်းခဲ့ပါတယ်နောက်ပြီးတော့နောက်တစ်ရက်မှာတော့ကျွန်တော်တို့မန္တလေးမြို့တွင်းမှာရှိတဲ့အမှတ်တရနေရာတွေကိုကျွန်တော်တို့စပိန်လမ်းကြောင်းနောက်တစ်ခုနဲ့ပေါ့နော်နောက်ထပ်တစ်ရက်ထပ်ပြီးတော့နင်းခဲ့ပါတယ်ပြီးတာနဲ့ကျွန်တော်တို့မန္တလေးကားကြီးကွင်းမှာတစဉ်ရန်ကုန်ကိုကားတင်ပြီးပြန်ခဲ့ပါတယ်ပြည်ဦးလွင်နဲ့မန္တလေးမြို့တွင်ခီးစဉ်တွေကိုတော့ကျွန်တော်ဒီအခုပေါ့နော်ဗီဒီယိုလေးတော့ထပ်ပြီးတော့လုပ်ပြီးတော့မတင်ပြတော့ပါဘူးကျွန်တော်တို့3ရက်တာခီးစဉ်အတွင်းအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်နောက်ထပ်ခီးစဉ်တွေအများကြီးကြံပါသေးတယ်ကျွန်တော်နောက်ထပ်ခီးစဉ်တွေမှာလည်း like ပါအားပေးကြပါအောင်လို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကြည့်ရှုခဲ့ကြသူများအားလုံးကျွန်တော်ဗီဒီယိုလေးတွေကို comment ပေးကြသူတွေ sharing လုပ်ပေးခဲ့ကြသူတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါရစေရှိခဲ့တန်တဆိန်များတော့ဝတ်ထားခဲ့ပန်းကြောင်လေးတစ်ပွင့်သော